what goes around comes around ဒီကောင်ကဝတ်လည်မယ်ဆိုတာလေးနဲ့မတူဘူးဝတ်လည်မယ်ဆိုတာကကိုမကောင်းကြံခဲ့တာတွေမကောင်းလုပ်ခဲ့တာတွေကိုကိုပြန်ခံစားရမယ်လို့ပြောတာ what goes around comes around ဆိုတာကြတော့ကောင်းတာလုပ်ရင်ကောင်းတာကိုပြန်ဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာကိုပြန်ဖြစ်မယ်လို့ပြောတာမြန်မာမှာသင်ပြုတ်သည့်ကံပဲ့တင်တန်သင်ထန်ပြန်လာလိမ့်မည်ဆိုတော့စာကြောင်းလေးကျွန်တော်တွေ့ဘူးတယ်အဲ့ဒါနဲ့ဆိုတော့သူကတစ်ထပ်သေးပဲ what goes around comes around ဥပမာဒီနေ့လမ်းပေါ်မှာလူစိမ်းတယောက်လိမ်မော်သည့်အကုန်ထွက်ကြကုန်တယ်ကိုကသူ့ကိုကူညီပေးလိုက်တယ်နောက်နေ့တော့မှာကိုကစာကြည့်တဲ့နေထွက်လာတဲ့အခါလက်ထက်ကစာအုပ်တွေအကုန်လွတ်ကျသွားတယ်တယောက်ယောက်ကကိုလာကူညီပေးတယ်ဟော what goes around comes around ဒီနေ့တငယ်ချင်းတယောက်အကြောင်းကိုရေးရေးလက်လက်မျက်ရည်ရှက်ရအတင်းအုပ်ပလိုက်တယ်သိမကြပါဘူး2ရက်3ရက်လောက်မှာကို့အကြောင်းသူများတွေကအတင်းအုပ်နေကြပြန်ရော or what goes around comes around ကိုကဒီနေ့ရတဲ့လစာလေးနဲ့ချွတ်တဲ့လူတွေကိုသမင်းလေးဝယ်ကျွေးလိုက်တယ်သိမကြပါဘူးနောက်3-4 ရက်မှာကို့ boss ကလည်းကို့ကို special dinner ကြီးပြန်ပြီးတော့ကျွေးတယ် what goes around comes around သူကကောင်းတာလုပ်ရင်ကောင်းတာကို့ပြန်ဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာကို့ပြန်ဖြစ်မယ်လို့ပြောတာနောက်ဆိုရင်ဝက်လေတာကိုဘယ်လိုပြောမလဲ karma hits back လို့ပြောလို့ရတယ်အင်္ဂလိပ်ကျတော့ karma ဆိုပြီးတော့မထွက်တတ်ဘူး karma hits back ဒီလိုလေးတော့လာတယ်နောက်ဒီ colloquial ပေါ့နော်အရက်သုံးပုံစံလေးပဲပြောချင်တယ်ဆိုရင်တော့ your time will come မင်းအလဲလဲလာပါလိမ့်မယ် your turn will come လဲပြောလို့ရတယ် your time will come your turn will come ကျန်တော့ဝတ်လေတာကိုတခြားပြောတဲ့နည်းတွေရှိမှအောက်မှာ comment တွေလာပေးကြပါလိမ့်မယ်အဲ့မှာကြည့်ကြပါ okay anyway what goes around comes around ကောင်းတာလို့ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်